2025 ဧပြီ12နေ့တွင်ဗန်မော်မြို့မှန်စည်းလွယ်ကျဲရွှေကူလျှက်စီးမိုးကြိုးနှင့်အတူမိုးတီးကြွေခြင်းလေပြင်းတိုက်ခတ်ခြင်းစသည့်သဘာဝဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါသည်သတိပြုကြဖို့အသိပေးရစေ2025ဧပြီ12တွင်ရွှေဘူမိုးကုတ်လားရှိုးကတာမိုးကြီးရွှေကူအင်းတော်ဗမောက်မန္တလေးတိုင်းမန္တလေးပြင်ဦးတွင်ကျောက်ဆည်မတရာအင်းဝဧရာဝတီတိုင်းမကွေးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်စကိုင်းတိုင်းတို့တွင်နေရာကွက်မိုးကောင်းနိုင်ပြီးမိုးသက်လေပြင်းဖြစ်နိုင်ပါသည်မွန်ပြည်နယ်မိုးရွာမီမြို့နယ်များကြိုက်ထိုကြိုက်ထီယိုဘီလင်းရီလာမိုင်းတန်ဖြူစရက်မော်လမြိုင်ကြိုက်မယောငူတုံလေတိုက်ညနေနဲ့ညနေဆောင်မိုးချင်းလျက်စီးလက်မိုးရွာမီကရင်ပြည်နယ်မိုးရွာမီမြို့နယ်များဘားအန်ဖာပွန်ကမမောင်းမြိုင်ကြီးငူရှမ်းရွာတစ်ကော့ကရိတ်မြဝတီရွှေကုတ်ကိုင်ဝေါ်လာမြိုင်စုကလီဖျားသုံးစုကြာအင်းစိတ်ကြီးတန်တောင်လိုင်းဘွဲ့ပိုင်ကျုံတိုးတာမညအိမ်နိုထီလုံရွှေကွန်းလေတိုက်မိုးချင်းလျက်စီးလက်ညနေနဲ့ညောင်ကြီးပိုင်းမိုးရွာမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပါသည်မြမပင်လယ်ပြင်လှိုင်းသင်းတင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နက်အထိခံမှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နက်အထိခံမှန်းချက်မိုးအသင့်တစ်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်